အားလုံးပဲမင်္ဂလာပါရှင်စေဝတုတခန္ဓာအနေကြိုဆိုပါရစေဒီခုတစ်ပတ်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ hepatitis A အသေးရောင်သဝါ A ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအသေးရောင်သဝါ A ပိုးကာကွယ်ဆေးကိုမပြောခင်ပေါ့နော်အသေးရောင်သဝါ A ပိုးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မနာမည်ကတော့ဒေါက်တာညင်းကိခိုင်ဖြစ်ပါတယ်အသေးရောင်သဝါ A ပိုးဆိုတာကတော့ hepatitis A virus ကနေကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်ရှင် hepatitis A ကတော့ပုံမှန်ပေါ့နော်ဒီအစားအသောက်တွေကနေကူးစက်တဲ့ရေကနေကူးစက်တဲ့မတန့်ရှင်းတဲ့ပေါ့နော်လက်တွေကနေပြီးတော့ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်ရှင်အသေးရောင်သဝါလို့ပြောရဲဆိုရင်သူက A ရှိရယ် B ရှိရယ် C ရှိရယ် D ရှိရယ် E ရှိရယ်ပေါ့နော် hepatitis A ရယ် hepatitis E ရယ်ကတော့ယခုပြောသလိုပေါ့နော်ဒီအစားအသောက်တွေကနေကူးစက်တဲ့ hepatitis B တို့ C တို့ D တို့ကကြတော့ကျမတို့ဒီသွေးတွေကနေကူးစက်တဲ့လိင်ဆက်ဆံကနေပြီးတော့ကူးစက်တာမျိုးဖြစ်ပါတယ်ရှင်ဒီ hepatitis A ပေါ့နော် hepatitis A ကိုရဲ့လက္ခဏာတွေကဘာတွေရှိလဲဆိုတော့အသေးရောင်သဝါ A ပိုးရဲ့လက္ခဏာတွေကတော့ပထမဆုံးတစ်ချက်ကတော့လူနာကအသေးရောင်သဝါ A ပိုးခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်ပြီးဒီပေါ့နော်ဒီတစ်ပတ်10ရက်အတွင်းပေါ့နော်လက္ခဏာပြရဲဆိုရင်ပထမဆုံးလက္ခဏာတစ်ခုကတော့စီးရောင်ရင်းတာဖြစ်ပါတယ်ရှင်ဒုတိယလက္ခဏာတစ်ခုကတော့ဝမ်းပေါ့နော်ဝမ်းအရောင်ပြောင်းလဲသွားတာမျိုးရှိတတ်ပါတယ်နောက်တစ်ခုကတော့အသေးရောင်သဝါ A ပိုးဖြစ်တဲ့အတွက်ကြောင့်မလို့အသေးကိုသွားပြီးတော့နေရာယူပြီးတော့ထိခိုက်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့မျက်လုံးတွေဝါလာတာအသားတွေဝါလာတာမျိုးဖြစ်နိုင်ပါတယ်ရှင်ဒါအပြင်အသေးရောင်သဝါ A ပိုးကဒီအစာအိမ်နဲ့ဦးလမ်းကြောင်းတစ်လျှောက်ကိုလည်းသွားပြီးတော့ထိခိုက်မှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီခံစားရတဲ့ပေါ့နော်လူနာတွေကဝမ်းပြက်ဝမ်းလျှောဖြစ်တာဘိုင်းအောင်တာပြိုတာအန်တာအစရှိသည့်ဖြင့်လက္ခဏာတွေလည်းကြုံတွေ့ရတာမျိုးခံစားရတာမျိုးရှိတတ်ပါတယ်ရှင်ဒါဆိုရင်ဒီ hepatitis A ပေါ့နော် hepatitis A ကဘယ်လိုလူမျိုးတွေကပိုးပြီးတော့ကူးစက်တက်လဲဆိုရင်ကျမတို့ကဒီကလေးငယ်တွေပြီးတော့တက်ကြီးလူကြီးတွေပေါ့နော်အသက်60ကျော်လူကြီးတွေပြီးတော့နာတာရှည်ယောဂရှိတဲ့သူတွေပေါ့နော်စီချိုယောဂသွေးတိုးယောဂတခြားကင်ဆာယောဂရှိတဲ့သူတွေဆိုလည်းကူးစက်လွယ်ပါတယ်နောက်တစ်ခုပေါ့နော်ကိုကဒီနိုင်ငံတကာကိုပေါ့နော်လှည့်လဲပြီးတော့ခီးသွားထရှိတဲ့သူမျိုးတွေဆိုလည်းဒီယောဂပိုးကကူးစက်ထရှိပါတယ်ရှင်ဒါပေမဲ့ကံကောင်းတာတစ်ချက်ကတော့ဒီအသေးရောင်သဝါ A ပိုးမှာကာကွယ်ဆေးရှိပါတယ်ရှင် hepatitis A vaccine လို့ခေါ်တာပေါ့နော်သူကတော့2ကြိမ်ထိုးပေးရပါတယ်ပထမတစ်ကြိမ်ထိုးမယ်နောက်ဒီပေါ့နော်တစ်နှစ်ခန့်ကြာတဲ့အခါမှာနောက်တစ်ကြိမ်ထိုးတယ်ပေါ့နော်2ကြိမ်ထိုးခြင်းအဖြစ်သူကခုခံအားပေါ့နော်အခု9နှစ်ခန့်ပေါ့နော်ကာကွယ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ဒီ hepatitis A ကာကွယ်ဆေးရပေါ့နော်သူကဒီကြွက်သားတွေကိုထည့်ရတဲ့ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်ရှင်သူကတော့ဘယ်လိုလူမျိုးတွေကအထူးသဖြင့်ဒီ hepatitis A ကာကွယ်ဆေးကိုထိုးထားတင်လဲဆိုရင်ကိုကပေါ့နော်ဒီခရီးလဲသွားနာနေတဲ့သူမျိုးလားဒါမှမဟုတ်ကိုကဒီကလေးတွေဆိုလဲဒီကလေးတွေပေါ့နော်ကလေးတွေတစ်နှစ်အောက်ကလေးတွေလည်းထိုးလို့ရတယ်2နှစ်ကနေ12နှစ်ပေါ့နော်အတွင်းမှာ hepatitis A ကာကွယ်ဆေးမထိုးထားသေးတဲ့သူတွေဆိုလဲထိုးထားလို့ရပါတယ်ဒါအပြင်ပေါ့နော်ကိုကဒီအသက်ကြီးရွယ်အိုလားဒါမှမဟုတ်ရင်ဒီအသက်60ကျော်ဆိုလဲထိုးထားတင်ပါတယ်နောက်ဒီနာတာရှည်ယောဂတွေရှိတဲ့သူမျိုးတွေဆိုလဲဒီအသေးရောင်သဝါ A ပိုးကိုကာကွယ်ခြင်းအဖြစ်ဒီအသေးရောင်သဝါ A ပိုးကြောင့်ဖြစ်မဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ပေါ့နော်ဝမ်းပြက်ဝမ်းလျှောတာနေတဆင့်အသက်ထိခိုက်ပြီးတော့တိတ်ဆုံးတဲ့အထိကိုကာကွယ်နိုင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုးထားတဲ့ကာကွယ်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်ရှင်ဒီ hepatitis A ကာကွယ်ဆေးကတော့ဘေးဥပတ်ကတော့တူတူမရှိပါဘူးရှင်ထိုးထားတဲ့နေရာကနာတာကျင်တာမျိုးပြီးတော့ဖျားတာမျိုးပေါ့နော်ဒါမျိုးလေးတွေကတော့ 5% လောက်မှရှိတာမျိုးဖြစ်တတ်ပါတယ်ရှင်ကျမတို့ကတော့ဒီ hepatitis A ကာကွယ်ဆေးကိုထိုးထားတဲ့အပြင်ပေါ့နော်တစ်ဖက်ကလည်းတကူတန်ရှင်းကိုလည်း view site ဖို့လိုအပ်ပါတယ်ရှင်ကျမတို့အစားအသောက်တွေရေတွေတန်ရှင်းထားရမယ်အစားအသောက်တွေရေတွေကင်တွယ်ပြီးတဲ့အခါမှာလက်ဆေးရတယ်အစားမစားခင်မှာဆိုရင်လက်ဆေးခြင်းအဖြစ်လည်းဒီအသေးရောင်သဝါ A ပိုးကူးစက်ခြင်းကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်ဒါအပြင်ပေါ့နော်အသေးရောင်သဝါ A ပိုးရှိတဲ့သူနဲ့လိင်ဆက်ဆံခြင်းအဖြစ်လည်းဒီအသေးရောင်သဝါ A ပိုးကူးစက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုလည်းသတိထားသင့်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ဒီဗီဒီယိုလေးကနေပေါ့နော် hepatitis A vaccine အသေးရောင်သဝါ A ပိုးကာကွယ်ဆေးအကြောင်းကိုသိရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုသူများအားလုံးကျန်းမာချမ်းသာကြပါစေရှင်